ပတ်စံချီပေးထားတာပြန်ဆက်ရင်ဘယ်လိုလုပ်လို့ရမလဲကိုကပတ်စံချီပေးလိုက်တယ်သူကပြန်မဆက်ဘူးအကြောင်းမျိုးမျိုးပြပြီးတော့လင်းလင်းနေတယ်ဆိုရင်သူ့ကိုရာဇဝတ်ကြောင်းအရရာဇသက်ကြီးပုံမှန်419နဲ့တရားစွဲဆိုလို့ရပါတယ်ရာဇသက်ကြီးပုံမှန်419နဲ့တရားစွဲဆိုခဲ့လို့ဆိုရင်တော့သူကအမှန်တကယ်လင်းလင်းနေကြောင်းပေါ်ပေါက်နေရင်သူ့ကိုရာဇသက်ကြီးပုံမှန်419အရထောင်ဒဏ်ချမှတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ငွေကိုပြန်ပေးစီလို့တော့အမိန့်ချမှတ်မှာမဟုတ်ပါဘူးကိုကငွေရယုံနဲ့တရားစွဲမယ်ဆိုရင်သူ့ကိုတင်မချောင်းရတရားစွဲဆိုရမှာပဲဖြစ်ပါတယ်။တင်မချောင်းရတရားစွဲဆိုမယ်။ဒီမှာအတိုးရင်နဲ့ချီးပေးထားလို့ချီးတဲ့သူကပြောတယ်။အတိုးရင်နဲ့ချီးပေးထားလို့တရားမဝင်ဘူး။လူဆိုရင်ရောဘယ်လိုလုပ်လို့ရမလဲ။အတိုးရင်နဲ့ချီးပေးထားတာတော့မှန်တယ်။ကိုကတစ်ခါတည်းနဲ့ချီးပေးတာအမြဲတမ်းအတိုးရင်နဲ့အသက်မွေးဝမ်းကြောင်းတော့ဖွဲ့ပြုလုပ်နေတာလည်းမဟုတ်ဘူး။မိတ်ဆွေရင်းမလို့ကူညီလိုက်တာတစ်ခါတည်းအကူညီပေးလိုက်တာမျိုးဆိုရင်အတိုးတွေပါပေမဲ့လည်းတရားစွဲဆိုလို့ရပါတယ်။ကိုကအသက်မွေးဝမ်းကြောင်းတစ်ဖွဲ့ဒီအတိုးတွေနဲ့ပေါ့နော်အများအားငွေချေးတဲ့လုပ်ငန်းကိုလုပ်ကိုင်နေဆိုရင်တော့မိတို့ချစားရေးလိုင်စင်ရှိဖို့လိုပါတယ်။ကိုကပတ်စံနေလဲချီးပေးလိုက်တယ်စာချုပ်စာတမ်းကလည်းမရှိဘူး။ဒါဆိုရင်ရောဘယ်လိုပြန်တောင်းလို့ရမလဲ။စာချုပ်စာတမ်းမရှိဘူးတော့မှန်တယ်ဒါပေမဲ့မြင်တဲ့တက်တည်ကြားတဲ့တက်တည်တခါကိုဖုန်းကနေနေပြဟာကျတော့ပတ်စံချီးပေးဖို့အတွက်သူကကမ်းလှမ်းတဲ့စာတက်တည်ကိုကငွေပြန်တောင်းထားတဲ့တက်တည်တွေရှိရင်ဒီတက်တည်တွေကိုအကြောင်းပြုပြီးတော့ကိုကတရားစွဲဆိုလို့ရပါတယ်။ဒါပေမဲ့တရားစွဲဆိုမယ်ဆိုရင်တော့ဒီဥစ္စာကာလစီကံတက်ရှိပါတယ်။တရားရုံးမှာတရားစွဲဆိုမယ်ကာလစီကံတက်ရှိတယ်။ဘယ်လိုရည်တွက်ရမလဲဆိုရင်သူကငွေချေးလိုက်တဲ့နေ့ကနေစပြီးတော့3နှစ်တော့မဟုတ်ပါဘူး။သူပြန်ဆက်မယ်လို့ဂတိကဝတ်ပြုတဲ့နေ့ကနေစပြီးတော့3နှစ်ရည်တွက်မှာဖြစ်ပါတယ်။3နှစ်အတွင်းမှာပဲကိုကတရားစွဲဆိုပြီးတောင်းဆိုလို့ရမှာပဲဖြစ်ပါတယ်။3နှစ်ကျော်သွားတယ်ဆိုရင်တော့ကာလစီကံတက်ကျော်သွားနိုင်ပါတယ်။ဒါကြောင့်မို့ကိုက3နှစ်အတွင်းတရားစွဲဆိုဖို့တော့ကိုဘက်ကတာဝန်ရှိပါတယ်။3နှစ်တော့ကျော်သွားတယ်။ကျမအနေနဲ့ငွေတွေကလည်းချေးပေးထားတယ်။ဒါဆိုရင်ရောတရားစွဲလို့မရဘူးလား။ဒါဆိုရင်တော့လုပ်လို့ရတာတခုရှိပါတယ်။ကိုကငွေချေးပေးလိုက်တဲ့လူကိုစာမစာတမ်းတက်တဲ့အထောက်ထားနဲ့ဘယ်နည်းလေးတော့ပြန်ပြီးမှလေဒါလို့စာချုပ်လေးပြပြချုပ်ပေးပါဒါမှမဟုတ်လို့ရှိရင်ကိုကဖုန်းလေးနဲ့တောင်းလိုက်တဲ့အချိန်မှာသူက message လေးနဲ့ဘယ်နည်းလေးတော့ပြန်ပေးပါမယ်ဆိုတော့တက်တဲ့အထောက်ထားရှိရဆိုရင်တော့အဲ့နည်းကနေစပြီးတော့3နှစ်ရေတွက်ပြီးတရားစွဲဆိုလို့ရပါတယ်လို့ဖြေချပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်